大家好，အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စပြောအိမ်မှာမွေးထားတဲ့ဆန်ကော်ညာချက်တူရွေးလေးတွေအကြောင်းပြောရင်းနဲ့တရုတ်စာအတူလေ့လာကြအောင်ကျွန်မအိမ်မှာဆန်ကော်ညာချက်တူရွေးလေးနှစ်ကောင်ရှိတယ်အားကိုတရုတ်လိုပြောလဲဆိုရင်我家有2只金太阳鹦鹉鹦鹉ဆိုရင်ချက်တူရွေးကိုပြောတာ太阳鹦鹉ဆိုရင်ဆန်ကော်ညာချက်တူရွေးကိုပြောတာပါ他们的名字叫布布和卷卷သူတို့ရဲ့နာမည်လေးတွေက布布နဲ့卷卷ပါငယ်ငယ်ကလေးကမွေးထားဆိုတော့သူတို့အရန်ကိုလူခင်ပါတယ်因为是从小养大的，所以他们非常亲人。从小养，眼睛个的呀模样，大的基业体模样，所以大家们他们都也非常容为亲人，路眼看的。你妈说鹦鹉这对于亲人说那个路看呐，哇路眼呐。ဒီထဲမှာဆိုရင်တော့ဒီစကားကြောင်းမှာဆိုရင်တော့သူ့ရဲ့အဓိပ္ပာယ်ကလူနဲ့နီးနီးကပ်ကပ်နေတာကိုဆိုလိုတယ်။ပူပူကအသက်2နှစ်ကျော်ပြီ။ကျွမ်းကျွမ်းရတော့1နှစ်ကျော်ပဲရှိသေးတယ်။အဲဒါကိုတရုတ်လိုဘယ်လိုပြောလဲဆိုရင်ပူပူ脸岁多了ကျွမ်းကျွမ်း才1岁多ပူပူ脸岁多了ကျွမ်းကျွမ်း才1岁多ပူပူကကျွမ်းကျွမ်းထက်တစ်နှစ်ပိုကြီးတယ်အဲ့ဒါကိုတရုတ်လိုဘယ်လိုပြောရလဲဆိုရင်ပူပူ比ကျွမ်းကျွမ်း大1岁ပူပူ比ကျွမ်းကျွမ်း大1岁ပူပူကကျွမ်းကျွမ်းထက်တစ်နှစ်ပိုကြီးတယ်ဒီမှာဆိုရင်ဆွေဆိုတာကအသက်ဘယ်နှစ်လဲဆိုတာကိုပြောအသက်ခုနှစ်မဟုတ်အသက်ဘယ်နှစ်လဲနှစ်ဆိုရင်နှစ်ကိုပြောတာပြီးတော့ P ဆိုတာထက်သူထက်ငါကြီးရယ်ဆိုတဲ့ဟာထက်ပြီးဆိုတာမပြောရမယ်ဆိုရင်我比你大ငါကနင်းထက်ကြီးတယ်သူတို့ကလှလဲလှသလိုအရန်လဲစော့ကြတယ်အဲ့ဒါကိုတရုတ်လိုဘယ်လိုပြောရလဲဆိုရင်他们不但漂亮而且非常调皮တူတူကလှလဲလှသလိုအရန်နဲ့စော့ကြတယ်他们不但漂亮而且非常调皮သူတို့အတန်းကအရန်စူးပြီးတော့ကျဲလောင်တယ်တကယ်ကိုပဲနားညိတော့ပါတယ်他们的叫声非常尖也非常大真的很吵သူတို့ကနေကြစိတ်စားရတာကိုအကြိုက်ဆုံးပါပဲအဲ့ဒါကိုတရုတ်လိုဘယ်လိုပြောလဲဆိုရင်他们最喜欢吃葵花汁他们最喜欢吃葵花汁သူတို့ကနေကြစိတ်စားရတာကိုကြိုက်ဆုံးပဲဖြစ်တယ်ပန်းသီးလည်းအရန်ကြိုက်တယ်ဒါပေမဲ့အစိကိုတော့ဖယ်ကျွေးရတယ်အစိကသူတို့အတွက်တော့အစိတ်ပဲဖြစ်တယ်အဲ့ဒါကိုတရုတ်လိုပြောရလဲဆိုရင်他们也很喜欢吃苹果但是一定要去掉苹果的粽子对他们来说是有毒的他们都也那边很喜欢我们家里的吃晒苹果板的但是他们一定要尽力去掉配下没苹果板的粽子粽子是呀对他们的乳婆妈来说是有毒的，谁有表没？
chất tuần phiếu chất tuần ní khiến chiến tí để gù lệ trụ mà chú yếu ảo tiêu lụp lụp biểu âm lệ số ý大蒜洋葱和西红柿也千万不能吃大蒜chất tuần phiếu洋葱chất tuần ní和那西红柿khiến chiến tí也类别千万不能吃လုံးဝစားလို့မရဘူးလုံးဝမကျွေးနဲ့နော်လို့ပြောတာဒီမှာပြောရမယ်ဆိုရင်苹果本地种植အစီ千万不能လုံးဝမလုပ်ပါနဲ့လို့ပြောတာပါသူတို့တေချာကြီးဆိုင်မယ်ဆိုရင်တော့သူတို့ရဲ့တက်တန်းကအသက်15နှစ်ကနေပြီးတော့အသက်30အထိနေနိုင်ကြပါတယ်အဲ့ဒါကိုတို့လိုဘယ်လိုပြောရမလဲဆိုရင်如果细心照顾太阳鹦鹉的寿命可以达到15到30年如果给予များ细心照顾တေချာလေးသူတို့ဂယူးဆိုင်မွေးမယ်ဆိုရင်太阳鹦鹉စံကောညာတွေက寿命အသက်က可以达到15到30年15နှစ်ကနေအသက်30အထိနေနိုင်မယ်လို့ပြောတာဒါကြောင့်သူတို့လေးကိုမွေးမယ်ဆိုရင်တော့တစ်သက်လုံးတာဝန်ယူနိုင်ဖို့လိုအပ်ပါတယ်ဒါကိုတရုတ်လိုဘယ်လိုပြောရမလဲဆိုရင်所以养他们之前一定要做好负责一辈子的准备所以大家养母他们之前都是我们母给嘛一定要尽力为做好负责做好刚刚的负责大文书啊没一辈子的话喽准备的话喽大文书来嘛的準備咗變成他ပေါ့နော်တပောက်အလုံးတာဝန်ယူနိုင်အောင်ပြင်ဆင်ထားပြီးမှသူတို့မွေးဖို့လိုအပ်တယ်ပေါ့ဒီနေ့ဗီဒီယိုလေးကိုအားလုံးပဲကြိုက်နေကြတက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘဟုတုတရောတရုပ်စာပါနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်